ပဲတော့မှဆုံးလာကတ်တာပါဗျာတက္ကမကြီးကိုမြင်မှုသလိုပဲ TikTok မှာရှောက်ဆဲနေတဲ့တက္ကမကြီးမဟုတ်လားလူမားနေပြီထင်တယ်စွမ်းပြန်ယူသွားတော့မယ်ဒါပဲဟမ်ဒီညမာလေးငါပဲဖြစ်ရမယ်။ငါလည်းပတ်စံတစ်ထောင်လားမသိဘူးဟဲ့မိုင်းရဲ့ကျေးဇူးတင်လိုက်တာမိုင်းလို့လူပြောရလေတကယ်ကိုစားတော့ပါမိုင်းရဲ့ဒီလိုတမန်ပတ်ဆောင်ပြန်တွေ့တာပေးတာဆိုတော့မိုင်းတယောက်ပဲကြုံမှုသေးတယ်မိုင်းရဲ့ဒါနဲ့မိုင်းပါလေးတာကွယ်လေမိုင်းရဲ့ ။ဘာကြီးကိုပတ်စံလေးတစ်ခုလောက်ပါ အော်ဟုတ်ကဲ့ပါရှင် ။ပတ်စံလေးကဘယ်လောက်လဲ ဖြူစံလေးက1000ပါမိုင်း ။ကြက်ပါ ကဲမိုင်းရဲ့ဒီဖြူစံလေးကိုလည်းမပေးနဲ့တော့မိုင်းညီမလေးရဲ့ပတ်ဆောင်ထောက်တွေ့ရတာကိုလည်းပေးလို့ညီမလေးကမိုင်းကိုကျေးဇူးတအားတင်လို့ဒီပတ်ဆောင်ထောက်လိုက်ပြန်ပေးလိုက်မယ်ဖြူစံမိုးလေးလည်းမပေးနဲ့တော့ The next day. ။ဒီကနေ့လည်း9000နဲ့လေးတရွက်ကြနေတာပဲ။ဒီညမာလေးဟာပဲဖြစ်ရမယ်။ညမာလေး9000နဲ့လေးတော့မသိဘူးညီမလေး ဟဲ့မိုင်းရော်လေးတကယ်ကိုလေးစားသွားပြီမိုင်းရဲ့စိတ်တက်စီတော့ညီမလေးဟုတ်တယ်ပြုတ်ကြနေရနေမှာမိုင်းရဲ့တကယ်ပါမိုင်းရဲ့စိတ်တက်စီတော့တကယ်ကိုလေးစားသွားပြီမိုင်းရဲ့သူများတကရဲ့ပတ်စံကိုပေးတာဆိုတော့မိုင်းပဲရှိတော့တယ်မိုင်းဒါနဲ့ဒီနေ့ဘာလေးလာဝယ်ရလဲမိုင်း ။ဒီကျိုးလေးတစ်ချောင်းလောက်ပါကွယ် ဟုတ်ကဲ့ပါရှင်မိုင်း ။လောက်လည်းမသိဘူးညီမလေး 9000ပါရှင်မိုင်းကဲပါဒီနေ့လဲမိုင်းကိုညီမလေးကကျေးဇူးတင်နေနေနဲ့ပစ္စည်းကိုလေးလည်းမယူတော့ဘူးညီမလေးရဲ့ပတ်စံ9000နဲ့ကိုကောက်တွေ့ရထားတာကိုလေမိုင်းကညီမလေးကိုပြန်ပေးရကြတော့ဒါလေးကိုလည်းညီမလေးကမိုင်းကိုစုတော်ငွေလေးပြန်ပြီးတော့ပေးလိုက်တာကျေးဇူးထိုက်တယ်နော်မိုင်း The next day. ။ဒီကနေ့တော့ပတ်စံကြထားတာလည်းမတွေ့ဘူးတော့။ငါထက်ကပါတလောက်ပတ်စံကိုအောက်ချပြီးတော့ညမာလေးကြထားပါတယ်ဆိုပြီးတော့ငါကွာပြောအောင်ပါပဲ။ပတ်စံပြုတ်ကြနေပါတယ်ဆိုပြီးတော့တွားပြောအောင်မယ်။ငါပါလာတဲ့တသိန်းရဲ့ဒီစုတော်ကိုချမ်းမဲ့တသိန်းနဲ့ဆိုတော့ငါကဒီနေ့တော့ကွာပြီ။ညီမလေးပြုတ်ကြနေတာပတ်စံတွေအများကြီးပါပဲ။ ဟဲ့မိုင်းရဲ့မိုင်းမို့လို့တော့ဒီလောက်ပတ်စံနေအများကြီးပြုတ်ကြနေအောင်ပြန်ပေးမိုင်းနဲ့တော့မတွေ့ညီမလေးဒီပတ်စံနေဘိုးလုံးရှုံးလာကြီးရဲ့အမလီမိုင်းရဲ့စိတ်တက်ကြီးတော့တကယ်ချီးကျူးတယ်တကယ်လေးစားတယ်ကျေးဇူးအများကြီးတင်ပါတယ်မိုင်းရဲ့ကျေးဇူးအများကြီးတင်ပါတယ်ဒါနဲ့မိုင်းဒီနေ့ဘာလေးလာဝယ်ရလဲရင် အဲ့လိုမဟုတ်ဘူးလေအဲ့လိုမဟုတ်သေးဘူးလေညီမလေးရဲ့ခါတိုင်းတော့မာကြီးကိုစုတော်ငွေလေးပါလေမချတော့ဘူးလားညီမလေးရဲ့ ဟောဒါနဲ့မိုင်းကဒီနေ့ဘာလေးလာဝယ်ရလဲမိုင်းရဲ့ မာကြီးကတနက်ကောင်းလေးလာဝဲတာပါညီမလေးရဲ့ อ๋อဟုတ်ကဲ့ပါရော့မိုင်းကိုပလက်ကောင်းလေးလကားပေးလိုက်တယ်နော် တနက်ကောင်းငါတသိန်းပေးပြီးတော့ဝယ်ခဲ့ရတာပေါ့နော်တနက်ကောင်းငါတသိန်းပေးပြီးဝယ်ခဲ့ရတာပေါ့နော်ဒီပလက်ကောင်းငါတသိန်းပေးပြီးဝယ်ခဲ့ရတာပေါ့နော်